လူမလို့သေးဘူးလားဆိုတော့ဟုတ်ကဲ့ကိုကျွန်တော်တို့စိုက်ကသိနေပြီဆိုတော့လူကတော့မလို့တော့ဘူးဗျဒီရင်မြန်မာရောက်40လောက်ရှိတာပေါ့ကျွန်တော်တို့စိုက်ကမြန်မာလေးကြီးတုံးတာရောက်40လောက်ရှိတော့ကိုကစိုက်သိနေဆိုတော့တဝက်လောက်အခြားစိုက်ကိုပို့လိုက်ပြီပေါ့နော်ဒီနေ့လောက်ရတဲ့လောက်ကတော့ဒီပေါ်ကဟာတွေကိုဂရိုင်းနာဆွမ်းနာဒီကုန်းကြီးကိုဆင်ဖို့ကိုရလောင်းဆင်ဖို့အတွက်ဖြုတ်သွားတဲ့လူတွေကစမ်းစုံနဲ့ဖြတ်သွားတော့အမဲကြီးကျန်းနေခဲ့တာပေါ့နော်အဲ့ဒီကျန်းရဲ့အမဲကိုဂရိုင်းနာစားပေးရပါတော့ပေါ်မှာတရုတ်တယောက်နဲ့မာတယောက်နဲ့စားရပါတော့တလဲစီစားရပါဗျာကျွန်တော်ကတော့ဒီလုံးမှာတစ်နှစ်လောက်ဟုတ်လားစက်ရုံထဲမှာဂရိုင်းနာကိုကျွမ်းကျွမ်းကျင်တုံးတိုက်တာပဲမဲ့အခုချိန်မှာတော့လက်ဆွမ်းပြောက်ခွင့်မသာခဲ့ဘူးဗျာဒီအောက်ကနေပဲရှင်းတို့ချက်ပြလေးပြပြီးတော့ပြလေးပြပေးရဟာပေါ့နော်ချော့တော့မတွနဲ့ဗျာကျွန်တော်မရှိရင်အဘောတွေလုံးလို့မရဘူးဗျာလုံုံဘေးကင်းကနေပြီးတော့ဒီအောက်ကချက်ပြမရှိရင်တော့ဘောလုံးလို့မရဘူးဆိုတော့အောက်ကပြတာပေါ့အညာပုံစံပြောရမယ်ဆိုတော့ဗျာလှဲဘိန်းမှာဘေးကပါနေလှဲနဲ့စောက်လေးပေါ့လှဲနဲ့စောက်လေးလို့ပေါ့လက်တန်းလောက်ကလေးဆိုရင်ပဲလက်တစ်စီးလုံးအတွက်အလုံးရေးပါပုံစံပေါ့ဗျာကျွန်တော်ကလည်းအောက်ကသာဘာမှမလုပ်ရမယ်ဒီလုံးဖို့အတွက်အင်တန်မှရည်ကြီးရလို့ပြောချင်တဲ့ထိပ်ပဲပေါ့ဗျာဒီကားကြီးကကျွန်တော်မေးကြည့်လိုက်တော့ဒီကားတော့အသိဟိုပြီးတော့ဖားချွန်းဆိုတော့သိ2800ပြရအောင်တရက်ကိုသူကတော့1.3သိန်းရတယ်ကျွန်တော်မေးကြည့်လိုက်ကျွန်တော်ကလည်းနေထိုင်ရောက်ထိတ်တော့စကားပြောနေတဲ့ကောင်ဆိုတော့ဘေးကလူရှိတော့နေပါတိခောက်ကြည့်လိုက်တာပါဗျာကျွန်တော်လည်းစဉ်းစားကြည့်ရတော့ဒီလိုကားကြီးဝယ်မြန်မာပြည်မှာရွာပြန်ရောက်ထမ်းမင်တဲ့ကောင်းအောင်တော့စဉ်းစားနေတာပါဗျာဟိုစိုက်ကတော့မြန်မာကြီးကြီးအများဆုံး30ပေါ့နော်ဘာလို့တော့ဆိုတော့ခိုင်းကောင်းလို့ပဲရှိရောဗျာမြန်မာတွေကတော့တွေးခွေးရလွယ်တာ哦2ယောက်ရှိရင်3ဘွက်꿰တာဆိုတော့ဒါပေမဲ့ပြောပါဗျာကျွန်တော်ရောက်ခဲ့တဲ့လောက်တွေနဲ့ site တွေထဲမှာဒီကျွန်တော်တို့ဒီဆောင်ရဖွဲ့ရတော့ညီဆုံးလို့ပဲပြောရမှာဗျာဒါကြီးမရိုင်းဘူးပေါ့နော်ညီရဲ့ထဲမှာပါတယ်လို့ပြောရမှာပေါ့